ဆရာကြီးတွေရှိတယ်ဆိုတော့ကြော်သွားပေးပါနော်ဒါပေမဲ့မသိသေးတယ်ကျွန်တော်မှအခုမှ new player လေးပဲဖြစ်ဖြစ်ကျွန်တော်အားပေးရင်ကျွန်တော် fan လေးပဲဖြစ်ဖြစ်အားကြည့်သွားလို့ရပါတယ်ဘုဒ္ဓလေးနဲ့နေတာပေါ့နော် okay အဲ့တော့ချိန်မဆွဲဘဲနဲ့သွားကြည့်ရအောင်အဲ့တော့မသွားခင်မှာကျွန်တော်တခုလေးပဲတောင်းဆိုပါတယ်ကျွန်တော်ဒီဗီဒီယိုလေး like လေးအသေးလေး share လေးမနှိပ်ရသေးဘူးဆိုတော့နှိပ်ခဲ့ပေးပါတကယ်ကျွန်တော်ရဲ့အကြည့်စုအများကြီးတင်ပါတယ်ခင်ဗျဒီဗီဒီယိုလေးလုပ်မယ်ဆိုတော့နောက်ကျသွားတယ်တောင်းပန်ပါတယ်နော်ဘာမှမဟုတ်ကျွန်တော်ပြင်းနေလို့ဖြစ်ပါတယ် okay သွားမယ် let's go ကဲပထမဦးဆုံးကတော့ကျွန်တော်စကုတ်တွေပါချိန်တာတော့ကြော်ပလိုက်နော်အဲ့ဒါတွေကတော့အားလုံးလုံးတက်မယ်လို့ထင်တယ်ဒါမှလုံးမတက်သေးဘူးစကုတ်ချိန်မတက်သေးဘူးဆိုတော့ကျွန်တော်ဗီဒီယိုကိုကျွန်တော်ဒီ comment မှာပင် comment မှာအောက် comment မှာကျွန်တော် link ပေးထားမယ်အဲ့ဒီဗီဒီယိုသွားကြည့်နော်အဲ့ဒါစကုတ်ချိန်ကြီးကဘယ်ဖုန်းကဘယ်လိုချိန်လဲဘယ်ဖုန်းကဘယ်လိုချိန်ဆိုတော့မရှိဘူးနော်စကုတ်ချိန်ကြီးတစ်မျိုးပဲရှိတယ်နော်နေ့တွေဘယ်လောက်ပဲပြောင်းတော့စကုတ်ချိန်ကြီးတစ်မျိုးပဲရှိတယ်အဲ့ဒီဗီဒီယိုသွားကြည့်ပြီးမှဒီမှာလာလို့မနော် okay လာပထမဦးဆုံးစကုတ်ချိန်ကြီးကိုတကယ်လို့သွားပြီးတော့ကြည့်ပြီးတော့ပြန်လာပြီးဆိုတာစကုတ်ချိန်တော့မပေါင်းတာမပြောတော့ဘူးနော် okay ပထမဦးဆုံးအိမ်အကြောင်းကျွန်တော်ပြောပြမယ်အခုကျွန်တော်စောင့်နေတာ iPad Pro မှာစောင့်နေ iPad screen နဲ့ဒီဖုန်း screen ဆိုတော့ကွာလိမ့်မယ်ဒါပေမဲ့တုံးလို့ရတယ်နှစ်ခုလုံးချိန်လို့ရတယ်နော် okay ပထမဦးဆုံးကျွန်တော်ပြောချင်တာကအရင်ဦးဆုံးတငယ်ချင်းတို့ပုံမှန်အိမ်ကိုကျွန်တော်ပြမယ်နော်ပုံမှန်အိမ်ကကျွန်တော်တို့ဒီအင်္ဂလိပ်လို့မဟုတ်ကျွန်တော်ထိုင်းလို့ပြင်ဒါပေမဲ့တငယ်ချင်းတို့သိတယ်မယ်ဒီနားမှာဗျာကျွန်တော်တို့ဒီဒုတိယပြောင်းလိုက်ဒီအောက်နဲ့ဆွဲချလိုက်ပြီဆိုရင်ကျွန်တော်ဒီနားမှာ TPP အိမ်ဆို FPP အိမ်ဆိုတာ2အိမ်ရှိတယ်ဟုတ်တယ်မလား TPP အိမ်နဲ့ FPP အိမ်ဒါ screen size ဗျာ screen ပုံစံမျိုးနှစ်ခုရှိတယ် okay TPP အိမ်ကတော့တိပြီးသားဖြစ်မှာ TPP အိမ်ဆိုတာကျွန်တော်တို့ဒီမှာတစ်ကိုယ်လုံးပေါ်တာဒါ TPP အိမ် FPP အိမ်ကတော့ဒါ FPP okay နော် FPP ကိုပြောတာ okay အဲ့တော့ဒီ TPP ကိုတော်တော်များများက 100% တင်sorry ဒီပေါ့ 90% တင်ပြီးတော့စောကြတာများတယ်မကောင်းလားမကောင်းတယ်မြင်ကွင်းပို့ကျဲတယ်တိုးတော့အိမ်မကောင်းကျွန်တော်တယောက်ခံစားချင်တော့ဒါပေမဲ့သူ့ရဲ့အားသာချက်ကဘာလဲဆိုမြင်ကွင်းပို့ကျဲသွားတယ်ဟုတ်လားကျွန်တော်ခဏကိုကြည့်တာနော်ဒီမှာနော်ခဏကိုကြည့်တာနော်ဒီမှာနော်โอเคနောက်ပြီးတော့ဒီကောင်ပြန် short ချလိုက်မယ်ဆိုရင်ဒီမှာအကြီးဖြစ်သွားတယ်ခုနဆိုတေးလေးဖြစ်သွားတယ်နော်ဟုတ်လားဒါဆိုရင်တေးလေးဖြစ်သွားတယ်โอเคဒါတစ်ချက်နော်တေချာကြည့်ကျွန်တော်ပြောပြမယ်တေချာကြည့်နော်အိမ်ကြီးတေချာကြည့်နော်အဲ့ဒီအယုံနဲ့ကျွန်တော်ဒီအဆက်လေးတော်တော်များလေးမေးကြတယ်အဲ့ဆက်လေးကဘယ်လိုထားတာလဲဆိုရင်ကျွန်တော်အဲ့လေးပဲပြောပြပါမယ်ဒီအဆက်လေးကကျွန်တော်ဘယ်လိုမှထားတာမဟုတ်ဒါ setting ခလုတ်ဒါ setting ခလုတ်ဒီမှာ setting ချိန်နဲ့ခလုတ်အဲ့ဒီခလုတ်ကိုကျွန်တော်ရွှေ့လာတာရွှေ့တာဒီအလယ်မှာလာထားတာအနားကိုမရောက်ဝင်ချင်းနှိမ့်လာထားပါနော်โอเคနော်လွယ်လေးဒါလူတိုင်းလုပ်တက်တယ်โอเคပထမအောင်ဆုံးကျွန်တော်ပြောချင်တာကကျွန်တော်ဒီအရှိအဆက်လေးအိမ်နဲ့အဲ့ဒီအရှိအယုံနဲ့ကျွန်တော်နဲ့ဒီအကွာချားပေါ့နော်ဘယ်လောက်အဝေးလဲဆိုတော့တရားကြည့်တာနော်အခုဒါဆိုရကျွန်တော်တို့ဒါအိမ်အပြည့် 90% တင်ထားတာနော်မကြည့် short ချပြမယ်အနားကိုရောက်သွားတယ်လားဟိုရှိကအိမ်ပိုကြီးသွားတယ်လားအဲ့တော့ဘာဖြစ်လဲဆိုကျွန်တော်တို့ခေါင်းပြတာပို့ပြီးတော့လွယ်သွားတယ်အိမ်လည်းမလွယ်တစ်ချက်အဲ့မှာတစ်ချက်နော်ကျွန်တော်ပြမယ်နောက်တစ်ခုပြန်တင်ထားလိုက်မယ်နော်အားလုံးတော်တော်များဒီ90နဲ့ပဲဆော့ကြတာများတော့နော်နောက်တစ်ချက်ဘာလဲဆိုတော့ပြေးတဲ့ဟာဒီမှာပြေးတဲ့ speed အခုကျွန်တော်ပြေးတာနှီးတယ်လို့ပြောတဲ့ border တွေကိုကျွန်တော်ပြောချင်တာကလေတစ် brother တို့ control 3ဒီ3ခုတည်းမှာဒီ2ခုပဲဆော့တာများတယ်ဒီနှစ်က store လို့မရအောင်ဒီ3ခုအဲ့ဒီ2ခုက1နဲ့3နဲ့ကိုကြိုက်တဲ့အဟောက်ရွေးဆော့ဘယ်ကောင်နဲ့ဒီကောင်တစ်ကောင်ရဲ့အားနည်းချက်အားသာချက်ကတော့နည်းနည်းတူတူလေးပြပြပေးလိုက်မယ်ဒီနံပါတ်1ကကြတော့ကျွန်တော်ဒီဘက်ချမ်းတစ်ချမ်းလုံးဒီဘက်တစ်ချမ်းလုံးကိုကြိုက်တဲ့နေရာကိုနှိပ်လမ်းလျှောက်တယ်နော်ကြိုက်တဲ့နေရာကိုနှိပ်လမ်းလျှောက်လို့သွားတယ်ဒါပေမဲ့ဒီနံပါတ်3ကကြတော့ဒီပြေးတဲ့ခလုတ်ကိုမထိမချင်းလမ်းမလျှောက်ဘူးโอเคနော်နောက်ဒီ giant rate အသေးအကြီးကိုကြတော့တကယ်ကျွန်တော်လက်ပေါ်မှာမူတည်ပြီးတော့ထားလို့ရတယ်ကျွန်တော်ကြီးထားတယ်ဗျာဘာလို့ကြီးထားလဲဆိုတော့ကျွန်တော်ကဒီဟာကိုဘယ်လိုဒီလိုမျိုးရွှေ့တာကိုတအားကြီးမြန်တော့ကျွန်တော်မလိုချင်လို့အားကြောင့်ကျွန်တော်ကြီးထားတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်က control ကိုတအားမြန်တယ်ကစားဖောကစားတော့ဒီနံပါတ်3 control ကကြတော့လေပြေးတဲ့ခလုတ်ပေါ်ကိုလက်မှာကပြန်မကြဘူးဆိုရင်ဒီလိုဖြစ်သွားတယ် sorry ဒီလိုတွေဖြစ်ကုန်တယ်နော်ခလုတ်တွေကနီးနေတော့ sorry နော်ဒီလိုမျိုးတွေဖြစ်ကုန်တယ်အဲ့ပြေးတဲ့ခလုတ်လက်မပြန်မရောက်ဘူးဒီလိုတွေဖြစ်ကုန်ရောအဲ့လိုတွေဖြစ်ကုန်တော့ပြစ်လို့မရအောင်သေသွားတယ်အားကြောင့်ကျွန်တော်လည်းကြီးလေးထားတာအဲ့နှစ်ချက်ပါနော်အားကြောင့်ကျွန်တော်ကြီးထားတာနော်ဒီသဘောပေါက်ပြီနော်တင်တို့ကျွန်တော်ပြောတာနားမလည်ဘူးဆိုရင်လေဖြည်းဖြည်းချင်းအနောက်ပြန်ကော်ပြီးကြည့်နော်ကျွန်တော်ဘာတုတ်တွေသွားလိုက်မှာမလို့ okay filter အားရှိနေမှာဆိုလို့နော်တချို့လူရင်းမရမှာဆိုလို့ okay အဲ့တော့ giant shade တွေဘာတွေပြပြပြီးသွားပြီဆိုခုနကကျွန်တော်ပြောတဲ့ဒီပြေးတာကိုကျွန်တော်တို့ဒီ control ကိုတင်ခုနကကျွန်တော်ရှင်းပြတဲ့အတိုင်းပဲအကြီးကကျွန်တော်ဒီဘယ်လိုမျိုးရိန်းတာကကြီးလေနည်းနည်းလေးကြောက်လာလေပဲတအားမရိန်းတော့ဘူးနော်ခန္ဓာကိုယ်တအားမလှုပ်တော့ဘူးအဲ့တော့ကျွန်တော်ဒီလောက်ထားတယ်ဆိုတော့တအားကျွန်တော်ရိန်းအောင်မလို့ချင်လို့တကယ်ရင်တော့ဘယ်လိုတန်လဲပေါ့ဒီလိုမျိုးအဲ့လိုမျိုးသွားတာကိုတအားမြင်တန်ခြင်းနဲ့မြင်တန်တယ်ဆိုရင်တေးချသွားလိုက်အကောင်းဆုံးကတော့95တရာဒါအကောင်းဆုံးပဲเนาะဒါပေမဲ့ကျွန်တော်ထားတာတော့ဟိုမှာထားတယ်ကျွန်တော်ကအဲ့လိုအမြန်ကြီးမကြိုက်တော့ကိုကျွန်တော် control ကျွန်တော်မှလာကျွန်တော်140ထားတယ်တခါကျရင်လည်း150ထားသလိုရှိတယ်โอเคနော်ကဲအဲ့ဒါတစ်ချက်